ဒီနီးကိုတာတိသွားရင်ဆိုင်ကယ်တိုင်းပြည်ထဲကစီကိုပါဆက်နဲ့ဆုပ်ပြီးထုတ်เสียမလို့တော့ပါဘူးအရင်ဦးဆုံးအချိုရည်ဘူးခွန်တစ်ခွန်ကိုဖင်ကနေအပေါက်ဖောက်ရပါမယ်ပြီးရင်အဖုံးကိုမိပူပေးပြီးစော့ပင်လေးနဲ့ရှေ့ကိုခြုံထွက်လာအောင်ထိုးလိုက်ပါပြီးရင်ဗလိတ်ဓာတ်နဲ့ထိပ်ပိုင်းလေးကိုဖျက်ရပါမယ်ဖျက်ပြီးရင်တော့ဆိုင်ကယ်ကျုပ်အဟောင်းကဘားတိုင်တစ်ခုကိုယူပြီးကက်ကြီးနဲ့ကိုက်ပါထိုးနောက်အဲ့ဒီဘားတိုင်ကိုအပေါက်ဖောက်ထားတဲ့ရေတံဘူးလေးထိုးထည့်ပါမယ်စကူနက်လေးနဲ့ပြန်မကျွတ်အောင်တေချာချက်ပါမယ်ပြီးရင်တော့ဘားတိုင်ထိပ်ကနေပိုက်တက်ပါမယ်ထိပ်ဖြတ်ထားတဲ့အဖုံးကိုတက်ပါမယ်ပိုက်ကိုစီတိုင်ကြီးထဲထည့်ပြီးရင်ဘူးဝါကိုလက်နဲ့ပိတ်ဘူးကိုညှစ်ပြီးကိုထည့်မဲ့ဘူးတဲ့စီထုတ်လို့ရပါပြီပါဆက်နဲ့ဆုပ်เสียမလို့တော့ပါဘူးခဏတွေတဲကျိုးပြတ်သွားရင်တော့ဒီနီးသုံးပြီးပြန်စီးလို့ရပါတယ်မီးတွေ့တဲ့အခါသုံးတဲ့ကျိုး6ချောင်းလောက်ယူပြီးထိတ်ကွင်းလေးတွေကိုကက်ကြီးနဲ့ကိုက်လိုက်ပါပြီးရင်အဲ့ဒီကွင်းလေးတွေကိုကောင်းတဲ့ကေပဲကျိုးလေးထည့်ပြီးပိုနေတဲ့ထိတ်လေးတွေကိုပလဲယာနဲ့ကိုက်ဖြတ်လိုက်ပါပြီးရင်ထိတ်ဆုံးကကွင်းလေးကိုပြန်ထိုးထည့်ပြီးဖနက်ကတဲကျိုးထိတ်နာကိုတင်းကျပ်စွာခြိလိုက်ပါမယ်ပိုနေတဲ့ကျိုးကိုပလဲယာနဲ့ကိုက်ဖြတ်လိုက်ပါမယ်ကဲတာဆိုရင်တော့ဖနက်အစ်စ်ထက်ဝယ်စရာမလိုသေးပါဘူးကျင်းတန်းကျိုးခြိတဲ့အခါဒီလိုနီးကိုသုံးပြီးမချီပါနဲ့အလွယ်တကူနဲ့ပြက်လွယ်ပါတယ်ကဲဒီနီးကိုသုံးပြီးခြိကြည့်ပါအရင်ဦးဆုံးတန်ချောင်းတုတ်တာလေးတစ်ချောင်းကိုယူမဲ့ခြိမဲ့ကျင်းတန်းကျိုးရဲ့ထောက်ဆွမ်းသားမှာထားပြီးအကွေးကွေးမယ်နောက်တစ်ဖက်ကိုလည်းဒီအတိုင်းပဲထပ်ကွေးပါမယ်ပြီးရင်ကျင်းတန်းကျိုးကိုကြက်ချေခတ်ပုံစံဟိုဘက်ဒီဘက်ပူးကပ်လိုက်ပြီးခွန်းနာကွေးထားတဲ့နေရာမှာတန်ချောင်းထည့်ပြီးအောက်ကနေအပေါ်ဘက်ကိုပတ်လိမ်ပါမယ်အခြားတစ်ဖက်ကိုလည်းဒီအတိုင်းပဲထပ်လိမ်ပါမယ်နှစ်ဖက်စလုံးကိုတေချာတင်းနေအောင်လိမ်ပြီးရင်တော့ပိုနေတဲ့ကျင်းတန်းကျိုးအပိုင်းတွေကိုပလဲယာနဲ့ကိုက်ဖြတ်ပြရပါမယ်ဒါဆိုရင်တော့ခိုင်ကန်ပြီးအလွယ်တကူနဲ့ပြတ်မသွားတော့ပါဘူးအသုံးဝင်နေဆိုကွန်မန့်မှာတဲလေးပေးသွားပါအောင်